အားကလို့ချင်းတပြေတော့ဘာဖုံးပြောတဲ့ပြင်စာနဲ့တိုက်မိပါသေးဘူးဗျာချက်တဲ့ကျန်တဲ့ကျင်းသူနဲ့တိုက်မိပါသေးဗျာဒီချိန်ဒီကာလာကြီးဗျာဟုတ်ပါဗျာနော်ကိုနဲ့မသိမစက်ပဲလေရက်ကွက်ကမှဒစိမ့်မှာနော်ဒီကိုပဲရက်ကွက်ဒီရက်ကွက်တော့မှရေကိုရှိမသိဘူးဟုတ်ပါဟုတ်လားကိုလုံးသွားလို့မရဘူးဟုတ်ပါဗျာအဲ့သွားလို့မရဘူးဆိုတော့မင်းဒီရက်ကွက်ထဲရောက်လာတော့ဟုတ်ပါမင်းစောလေးတော့မင်းပြောတယ်ပြောပြီးတော့ပြောတယ်တပည့်တော့ဘုရုမှာကျွန်တော်တပည့်တော့မကောင်းမကြံခဲ့ဘူးပါဗျာတပည့်တော့တိုက်ရင်တက်ပါတက်လဲတပည့်တော့တေဝိုင်းမရှိမှာဗျာဘုရုမှာကျွန်တော်တပည့်တော့မကောင်းမကြံခဲ့ဘူးဘုံတော့မရှိတဲ့လူမှမဟုတ်ဘူးလူသားချင်းချင်းလူမှမင်းကိုဒီကာလာကြီးမှာမလုပ်ဘူးမလုပ်ပါဘူးမင်းကမလုပ်တကယ်လို့ထိုးနေရက်ခဲ့ရဲ့နော်တပည့်တော့ထားဒီကနာကရင်ဝင်ရှိမှာဗျာတပည့်တော့မခံနိုင်ဘူးကောင်းမုံလေးပြောပြလိုက်ကောင်းပြီလေသင်ဘာမှမလုပ်ဘူးတပည့်တော့အကုန်လုံးပဲတပည့်တော့ပြောတာဒါတပည့်တော့ပြောတာအကုန်လုံးပဲငါတို့ကလည်းဒါအခုပြောတယ်လို့ပဲဟုတ်လားဒီချိန်စစ်တဲ့ကြီးကာလာဖြစ်နေတဲ့အတွက်ဟုတ်မစိမ့်တော့ခတ်တာလားတော့ခက်လာတယ်ဥမာနောက်သိတယ်မှာမင်းမင်းကိုတော့ဖလိုက်လေအဲ့မင်းလုံးမဟုတ်လားမင်းလုံးမဟုတ်လားမူးကြောင်ရင်လုံးမှာရဟုတ်တယ်ကောင်းတယ်နဲ့ကြိုက်တာအလုပ်ပေးရပြောင်းမမအဲ့ဒါနဲ့ပလုတ်ချင်းလိုက်ဟိုအဲ့ဒါနဲ့ပလုတ်ချင်းစံကျူရက်ကွက်တော့အဲ့ဒီကစားတယ်အရက်ကိုမူးပဲတယ်မဟုတ်ပါဘူးစားရေဝင်လိုက်လက်ကားဖြစ်နေဒီမှာကျွန်တော်ကစားနေကြမို့လို့လားအဲ့ဒါစားတာမစားပါဘူးအဲ့လိုစားဖို့တဲ့မူးလို့တော့ဝေးရောက်ပါရင်ငါတို့ရုံးမှာမိထားတယ်ရုံးထဲမှာရုံးထဲမှာငါတို့ဖေးကူရုံးထဲမှာရောက်တော့တနိုင်ငံလုံးတိုင်းတာနဲ့ပြီးလိုက်တာဟိုပြည်သူလူထုကဘာမှမဟုတ်ဘဲနဲ့ဟုတ်လားစီးပွားရေးမလုပ်အောင်ဘူးတော့ကိုစားဝယ်နေဘူး41လ40 86ခွန်ကြောင်းပါဗျာမင်းတို့ကဒီလိုတိုင်းပြည်ပြပြတဲ့ချိန်မှာဟုတ်လားဘလို့ဒီကနေ့ပြောင်းလုပ်တယ်ဟုတ်လားနော်ရက်ွက်မင်းနဲ့ရှို့မယ်ဟုတ်လားဘလို့လုပ်မယ်ဆိုတော့အဲ့ဒါတွေကရက်ွက်တိုင်းကျုံးနေရလို့တော့မရဘူးလေအဲ့ဒါကြောင့်ငါမင်းကိုအမှန်တမ်းပြောပြပါအမှန်တမ်းပြောပြလို့ရှိရင်ဘာမှမဟုတ်ဘူးဟုတ်လားတို့ကဒီအမှန်တမ်းပြောမှတ်တမ်းလေးရသွားဆိုရင်မင်းတို့ဘာမှမလုပ်ဘူးပြန်လို့ဟုတ်ကဲ့နော်မသုံးတော့ပါဘူးကြာပြန်လို့ဟာဘယ်တော့မှမသုံးတော့ပါဘူးပြီးတော့သုံးစရာလည်းဘာမှအကြောင်းမရှိဘူးမဟုတ်ဘူး30အကြောင်းရှိမဟုတ်လေမင်းငါညီဒီရောက်လာတဲ့အကြောင်းရင်းလေကျွန်တော်အကြောင်းရင်းကတော့ကျွန်တော်ကနောက်ကအဲ့လိုအနာကျင်တော့ခံစားကျင်တော့ဒါပေမဲ့နာကျင်မနာကျင်နေဆိုတော့ဒီမှာမှမရှိဘူးတခြားနေရာမှာလည်းရှိမှာပဲပြောရတဲ့ကလုံးတွေကငါတို့ကမေးလို့မရတော့ဘူးဟုတ်တယ်ဗျဒီနေရာမှာတခြားနေရာမှာလည်းရှိမှာပဲကောင်းနေသူတို့ရိုက်ရင်ရိုက်ပြီးသေးတော့မထူးတော့ဘူးဗျသူတို့ရိုက်ရင်ကျွန်တော်ခံရမှာပဲမဟုတ်လေဒီကနေမဟုတ်ဒါလေးတော့ဒါလေးပလုတ်ချက်နည်းနည်းတောက်လိုက်တောမုံမထုံနဲ့တိတ်ချတော့ဝင်အောင်တော့ရဝင်လာဟုတ်ဝင်အောင်တော့ကိုကျန်လောက်ကြည့်ရအောင်လောက်ကြည့်ကျိုးကန်တာရအောင်ကျိုးကန်ရကိုကျိုးကန်ရအောင်ကျိုးကန်မကန်ငါမသိဘူးကငါအကိုပြောမှာနောက်ကသူကိုပြောကိုမေးဒီမှာမေးရပဲဖြစ်ဟုံးမေးရပဲဖြစ်ဟုတ်ဖြစ်ဦးသိမေးကျွန်တော်ဒီရောက်ပြောဟဲ့ဟိုကငါလွယ်နေမေးရတော့ဘူးဒီပြည်တော့ဦးစင်းကိုချစ်တယ်ဗျာဒီပြည်တော့ဦးစင်းဒီမှာလည်းမတိုင်းမဖြစ်တာပါဗျာအေးချစ်လို့ငါလည်းဘာမှမေတ္တာနဲ့လေးရလေမင်းမေတ္တာပေးလို့ငါမေတ္တာမြည်တော့ဟုတ်တယ်ကိုဟုတ်တယ်သိရတယ်နော်ဒီတော့မလုပ်ပါဘူးပြောမင်းမှန်တိုင်းပြောမင်းပြောရမယ်အဲ့ဗမောက်ကနေမင်းဒီရှိအောင်ဒီ40တန်းရောက်ဖို့ရမယ်ဘာမှအစီအစဉ်မလုပ်ဘူးမင်းဒီလိုညာတော့အဖြစ်မင်းတခုတရားတွေကမင်းစိတ်နဲ့မင်းမပါတော့မှမင်းရဲ့နောက်ကဆွဲပွားတွေကရှိတယ်တင်ပါဗျာဘမောက်မှာအဲ့မဟုတ်ဘူးဒီမျိုးထဲမှာပဲတင်ပါဗျာဒီမန်းလေးမှာပဲမင်းဘယ်ရလာလဲမှန်ပြောဗမောက်တွေမင်းငါမှပြောနေဖြေလိုက်လို့ကြာဘလို့ဖြေလိုက်ရမယ်ဟုတ်ကဲ့ကိုမေးနေတခြားမေးနေပါဗျဖြေရအောင်ဖြေလိုက်ချော့မင်းတို့ဖြေလိုက်မန္တလေးရပါဗျာအေးမန္တလေးတော့မန္တလေးဘယ်နေရာဖြေကြပါတယ်ဖြေကြပါတက်ကြပါမူကောင်းတယ်မတက်ဘူးမင်းတို့မတက်ဘူးမင်းတို့တိတ်ချမေးတာမင်းတို့မတက်ဘူးငါတို့တက်စရာမင်းတို့ဘာအကြောင်းမှမရှိဘူးမင်းကောင်းမွန်ဖြေဖြေလိုက်မိုးကောင်းပါမိုးကောင်းပြင်ပါဗျာမိုးကောင်းကလေးလောတဲ့နဲ့ဟုတ်ရ19 20ကြာပါပြီတင်ပါပါလေးရောအနောက်မှာလည်းနောက်ကျောင်းမှာပါသေးရောပါပါလေးပါဒီနမေးပါပါလေဘယ်မှာမဟုတ်နောက်ကျောင်းမှာဟိုပဲပါတယ်မဟုတ်ဒီစာတွေပဲပါဆက်တယ်မဲ့ဖုန်းနံပါတ်ရှိလားရှိလားရှိပါတယ်ဒါမှတပည့်တော်ဖုန်းနံပါတ်ပါဗျာတပည့်တော်ဖုန်းနံပါတ်အလိုမရပါဘူးဗျာဟုတ်မင်းအေးဒါမဲ့တပည့်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဆိုဖုန်းလည်းဆက်လို့ရရမယ်လေဟုတ်တယ်မလား
你不会吗？ ဟုတ်မင်းဖုံးပြောရမှာမင်းအိမ်မင်းမိသားစု တဲ့ရဲ့အပြင်နာမည်ဟိုနှုတ်နေတယ်လေဖုန်းဖုန်းလို့ အဲ့ဒါဆိုလို့ရှိရင်6 6နှစ်ရှိကိုငါကျွန်တော်အကိုရပါအဲ့ကျွန်တော်ရဲ့အကိုပါအကိုအရင်ပါ ဖေးနမဲ ဖုန်းနံပါတ် အဲ့ကျွန်တော်ရဲ့အဖေကဦးမြင့်ဦးပါအဲ့ကျွန်တော်ရဲ့အကို မင်းနာမည်ရင်ပြော ဖေးမင်းပြောဖေးဆိုဘလို့လို့ကိုဖြစ်သွား ဝမ်းပြီးဝင်းရမျိုး မင်းနာမည်ကိုငါညီ ဝင်းရဆိုပြ ဝေးရဆို ဝင်းရနာမည်ဝင်းရဆို ဝေးရဆိုဝေးရဆို ဒီနာမည်ကဝေယံဆိုး အမရေတော့ကျွန်တော်ရုံးမှမရအောင်ဗျအမ ဝေ ရေ ယံဆိုးတယ်နော် ပေါ်မ ဝေးရဆို ပေါ်မဖေး ဟုတ်ပြီနောက်နာမည်ရှိသေးလား နမဲရှိသေးလား ဝေးရဆိုရဲ့ပြင်နောက်နာမည်ရှိသေးလားမင်းကိုရက်ွက်တယ်ဘယ်လိုခေါ်လဲ ရက်ကွက်နမဲ လားလို့ခေါ်ရတယ်ဗျ ချက်ကလာ ချက်ကလာ ဟုတ်ပြီချက်ကလာ ချက်ကလာ ဝေယံဆိုးခကြက်ကလား ဝေးဆိုကချက်ကလာ ဟိုဘက်ပေါက်ပိတ်ထားလိုက်တော့တောက်ခတ်ထားလိုက်တောက်ခတ်ထားလိုက်တော့ဟိုကတယောက်ကြီးအဲ့ဘက်ပေါက်တောက်ခတ်ပိတ်ထားလိုက်ညားလာပြီတော့ ဖေရောက်ကလည်း ဟုတ်ပြီအသက်ဘယ်လောက်ရှိလဲညီလေး ညနေမှာ ညီလေး အသက်ဘယ်လောက်တော့ ကိုပဲ20တဲမှာ အသက်19ဟုတ်20 ရိုင်းနေတာထဲမှာနော် ဟုတ်တယ် 20ဟုတ်ပြီ ရိုင်းနေတာတွေက အဖေနာမည် ဘယ်နာမည်ဦးမြင့်ဦးဗျ ဟုတ်ကဲ့ကြည့်ရထားပါဗျ ဖေနာမည်ဦးမြင့်ဦး ရှိတ်ပြီရှိတ်ပြီ အဖေနာမည်ဦးမြင့်ဦးဟိုမဟုတ်နေနံပါတ်သိလားညီလေး တည်ရဗျတညာကိုငါမြင်တော့ဘာမှနာတင်ကားလေး ဖြည်း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 3ညာကို ကိုငါမြင်ဆောင် အရှိမြင်းတော့ တညာကိုငါမြင်ဆောင် ငါမြင်ဆောင် ငါမြင်ဆောင် ဘာမနာ ဘာမနာမမောငါမြင်ဆောင်ဘာမနာ ဘာမှနာ မမော ပမာဏ မယုံပါဘူးကျွန် အမုတ်လဲသွားမှာ အယောင်သိရလဲမှကြောက်နောက်လဲသွား ဘာမ မှာ နာ အကုန်သိရတယ်လေနော် ဘာမနာ ပမာဏ မဟုတ်နဲထင် မဟုတ်ဘူးအဲ့ဒါပြီးမှဖြစ်မောင် တင်ငါတင်နေပါဗျ တင်ငါတင်းနဲ့ တညာကိုငါမြင်တော့ဘာမှနာတင်ငါတင်နေပြီအဲ့ဒါမဟုတ်ဘူး ဖြည်းဖြည်းပြောဖြည်းဖြည်းပြောမောမယ်ဖြည်းဖြည်းပြော ငါမြင်ဆောင်ဘာမှနာတင်ငါတင်နေအဲ့ကျွန်တော်မဟုတ်ဘူး ဟုတ်အရှိက3ညာကိုကဘယ်လိုလုပ်ပါ3ညာကို တညာကိုကကျွန်တော်ရဲ့ပုံမှန်အဲ့ဒီမှာမဟုတ်ဘူးနေငါမြင်တော့ရတယ် ငါမြင်တော့ ကိုတင်ငါ ငါမြင်ဆောင် ကိုနာနာ 3ညာကိုတင်ငါတင်းနဲ့ ကိုတင်ငါတင်းနေ အကုန်လုံးမဟုတ်ဘူးနေမှာကျွန်တော်ရဲ့မဟုတ်ဘူးနေမှာပတ်စံကြီးပဲရှိတယ်ပတ်စံပေါ်လာမှာခုနမှာ ဘယ်မှာလဲမမ ဒီမှာရတဲ့မြင်နေရတယ်အဖုံးကိုလက်လိုက်ပတ်စံ ကို ကို ကျွန်တော် ဖုန်းဖုန်းဖုန်း တညာကိုဘာမှနာနာရှိပြီးသားဆိုရရှိ ခေါင်းလေးပဲခေါင်းလေးဗျာခေါင်းကဘဲမှာ ကျွန် ဘူး တော်ဖုန်းကဒီမှာလေးပုံစိမ့်တက်လာဟုတ်ဟောကိုကြီးရလဲဟိုမှာကျွန်တော်ပြတာဟိုမှာပုံစိမ့်လေး အဲ့ပုံသိန်းတော့ဘယ်လိုလုပ်ပါမှာတော့မင်းဝင်လာဟိုကဝင်လာတာ အဲ့ဖုန်းတော့ကျွန်တော်ရဲ့ဖုန်းစိမ့် iPhone 10 ဒါနဲ့တော့ဟုတ်ပြီပြောပိတ်ရိုက်ခိုင်းတော့ဒါနဲ့တော့မေးနာကောင်းကောင်းမွန်မွန်ဖြေ တကယ် ပေါ ပြော က်ခေါက်တွေစုပ်သွားမယ် iPhone 10ရှိတယ်ကျွန်မ ဟေး တကယ်ပြောတာကောင်းတယ် မင်းကိုစောက်ပြန်ရတာဖြစ်နေမင်းကိုစောက်ပြန်ရတာဖြစ်နေ နော်ညီ ကောင်းကောင်းမွန်မွန်ဖြေမင်းကိုဘာမှမလုပ်ဘူးလက်ဖျားနဲ့တော့မတည် တကယ်မလိမ္မာဘူးကိုရအဲ့ဒီမှာ iPhone 10မရှိရင်တော့ပါရပါ ဘူးဒါဆိုင်ရင်တော့လိုက်ရခဏဒါဆိုင်နဲ့တော့ တော်ငန်း ဟဲ့တော့ဟဲ့တော့ ဟေးကိုအဘုမေမင်းမူးတာမောက်တာနော်အစင်ပြေအောင်လို့ဒီမှာနော်ရေတစားရေတိုက်ပေးတာဟုတ်ပလားအညီ ဒီတော့မတန်းနေတော့ဗျာ နည်းနည်းတော့ရင်ဖျဲတိုင်းမှာတော့ တကုံမဲ့မင်း ကျမ်းမထုံးနဲ့တော့ဝင်တော့ ပါဝင်တော့တကုံတော့ မထွေးနဲ့တော့ တောက်ပါထွေးပါ အေးတော့ရောက်တော့အားဆိုရောက်တော့မင်းနာချင်းတာမင်းက ရေဘယ်တော့မှမတော့ဘူး နာချင်းတာဟုတ်လား ဟုတ်ပြီ မောလားမထွေးနဲ့ခေါင်းမောထားမထွေးနဲ့ အညီနော်မင်းကိုဘာမှမလုပ်ဘူးကိုမေးနေတာဘာဖို့မေးနေပြီဟုတ်လား နောက်ကဖြစ်သမားတွေ နော် ဝင်နေဆိုကျွန်တော် ဘာဖို့မေးနေဆို ဟိုကလူစုခွဲလိုက်ပါလားတခြားလားဟိုကလုံးတက်စီပါရှိနေလိမ့်မယ်အရှိမလည်းထားထားအောင်နော်ဒီထက်ကြီးစုမနေ ဘာ နဲ့ ဖြစ်ဆက်တယ်ပို့နေမှာပြော ဒီထက်ကြီးစုမနေနဲ့အရှိမလည်းနေပြီးအောင်နော် ဆက်တဲ့ဖုန်းနံပါတ်က690 690 666နှစ်ရှိ955 690 66 နှစ်ရှစ် 955 955 ကျွန်တော်ကဖုန်းနံပါတ် ငါအင်ကြီးနွေးရပြီအိမ်နွေး 69 66 29 690 29 29 တိရှိတယ် နှစ်ရှိ နှစ်ရှိတဲ့ တယောက်ကြီးရောက်တယောက် ကိုငန်းငန်း မဖွင့်ပေးနဲ့မဖွင့်ပေးနဲ့ အမေကိုနာမည်လေးပြော ဝင်းနေမယ်ဝင်းရဆု ဝင်ရဆို ဒီမှာ အေးမင်းဟောဖုန်းနံပါတ်သိချာတိကျပြောပြောလိုက်ဖုန်းနံပါတ်သိချာတိကျပြော 690 66နှစ်ရှိ955ပါ တစ်လုံးချင်းပြော690 939နှစ်ရှိ93955ပါဗျာ နှစ်ရှစ်9355ဟုတ်ပြီ ဟုတ်ကဲ့ ဟုတ်ကဲ့တယောက်မိထားကြ ဒါရီအမေဒါရီ iPhone နံပါတ်ကို iPhone နံပါတ်ကဘူးဖုန်းနံပါတ်တော့ အဲ့နာမည်
အဲ့နာမည်ကဝေယံဆိုးပါဗျာ ဝေယံဆိုကမင်းနာမည်မဟုတ်ဘူးလား ကျွန်တော်နာမည်မဟုတ်ဘူးဗျာ အမင်းလည်းဆိုတော့မင်းနာမည်ဝေယံဆိုဆို မဟုတ်ကျွန်တော် ခေါ်ရိုက်ခံရတော့မှာ ကျွန်တော်နာမည်ကကောင်းမြတ်ဆို အေးကောင်းမြတ်ဆိုဘာလို့ဝေယံဆိုလို့ပြောရမလဲ ပြောပါဦး မင်းစောက်ပသားကပြောဖြတ်ရိုက်လိုက်အာဘာအောင်မှန်းနေမင်းဟမ် ဟုတ်တယ်မယ်ကောင်းမယ်ဆိုတယ် ကောင်းမြတ်ဆိုဝေယံဆိုပြောလိုက်ကောင်းမြတ်ဆိုပြောလိုက်ငါဖြတ်ရိုက်လိုက်မှာ မင်းနာမည်ကောင်းမယ်ဆို ကျွန်တော်နာမည်ကောင်းမြတ်ဆိုကျွန်တော်ကဝေယံဆိုပါဗျာ အေးပြီးသား ကောင်းမယ်ဆိုမင်းကောင်းမယ်ဆိုရင်တော့နာမည်တစ်ခုရှိသေးလား အဲချက်ကလာရှိတယ်ချက်ကလာလည်းရှိတယ် ကောင်းကောင်း နားတော့မှာဟွာပါလူမအုံးနဲ့လူခွဲလိုက်လူခွဲလိုက် ရုပ်ကလည်းအိနေပါဘာလို့ဝယ် ဆက်ကြည့်လိုက်မယ် အမေလည်းရှိမှာဆိုတော့ မဲဒီကြည့်ရက်ကွက်တော့ဘာလို့ဟုတ်လာတော့ဒီရက်ကွက်ကို အိနေဝင်တာပါ အိမ်ကြီးကဘာလို့ဝင်လာတော့ မဝင်ဘူးဗျကျွန်တော်ဒီရောက်မှကျွန်တော်အိမ်ရှိတယ်ဗျ အေးဘယ်နှမ်းမှာတော့မင်းဘယ်သူတော့ ငါတို့ဒီရုပ်ကသာ မင်းဘယ်သူတော့အော်မင်းဘယ်နှမ်းမှာတော့မင်းကဘယ်နှမ်းမှာမင်းမိတ်ဆွေရှိလား ဒါလို့ကျွန်တော်အိမ်လိုက်ပြောလို့ချင်းကိုရကျွန်တော်လုပ်ပေးမှလားဗျ ဟုတ်ငါပြောရဖေးဒီရက်ကွက်ထဲမှာရှိရသော ရှိတယ်ဟုတ်ကဲ့ အေးအဲ့အိမ်ရှင်နာမည်ပြော မဟုတ်ကျွန်တော်ကအိမ်တော့ရှိတယ်ဒါပေမဲ့အိမ်ရှင်တော့ကျွန်တော်မတူဘူးဒါပေမဲ့သူ့အိမ်လိုက်ပြောဆိုရင်လိုက်ပြောပေးလို့ရတယ်ဗျ အဲ့ဟိုငန်းကြီးမင်းရောက်တဲ့ရက်ကွက်ရေမင်းအိမ်ရှိရဆိုရက်ကွက်ရေနာမည်လေးငါ့ကိုပြော ဟုတ်ကျွန်တော်ကအဲ့အိမ်ကိုလိုက်ပြောပေးမယ်လေ ဟိုနာမည်ပြောရက်ကွက်ပြော ဘယ်ရက်ကွက် တော့ တော့ ဆိုကျွန်တော်ကအိမ်ကိုပြောင်းလာမှတပတ်တောင်မပြည့်သေးဘူးဗျကျွန်တော်ကသူတို့စံကင်းဆောင်ဆိုကျွန်တော်ကကင်းဝင်ဆောင်ပေးတာဗျ ဝလုံးတရားဆိုပဲရတယ် ဘလုံးတောင်းဆိုတာကျွန်တော်တို့ဒီမင်္ဂလာတရားမရောက်ခင်ဘလုံးတရားကိုပြောတာဗျ အေးဟုတ်ပြီအဲ့ဘယ်နှမ်းလေးရော အဲ့ပဲနဲ့ရောက် အဲ့မင်္ဂလာတရားအဲ့ဘလုံးတရားရဲ့အရှိမဟောနိုင်လူဆိုစီတန်ရှိတယ်အဲ့စီတန်ရဲ့အရှိတဲ့ကိုတွားလို့ရှိရင်လမ်းကျိုးလေးရှိတယ်အဲ့လမ်းကျိုးလေးညာတွားလို့ရှိရင် ခဏဝင်နေလား ဟုတ်တယ်ဗျအဲ့ထက်မှာ နာနာဝင်ဘယ်နှမ်းလေးရော ရှိတယ်လူကြီးလည်းရှိတယ်ဗျလူကြီးတွေကိုကျွန်တော်ပြောလို့ရှိရင်ကျွန်တော်အာမခံပေးနိုင်ပါတယ်ဗျကျွန်တော်က လူကြီးနာမည်ပြော မင်းတို့အဲ့ရက်ကွက်လူကြီးနာမည်သိလား ပြောလင်း ဟိုမင်းသိမယ်ဆိုလူကြီး ကျွန် က တော်အဲ့လိုမျိုးမသိဘူးကျွန်တော်ကဦးလေကျွန်တော်မှဝင်လာမှတစ်ပတ်ပဲရှိတယ်ဗျရက်ကွက်တဲ့ဝင်လာမှ မင်းလူကြီးနာမည်မပြောနဲ့ငါတို့ကမင်းလိုက်ပြဆိုငါတို့ကလူကြီးတိုင်းလိုက်ပြအောင်မလား ပြလိုက်ဗျာ မင်းပြောတဲ့နာမည် အာမခံနေဗျာကျွန်တော်ဒီ ဟောကျေးဇူးပြုဖုန်းမခေါ်ပေးကြပါနဲ့ဗျ ပြောလို့ရှိရင်ကျွန်တော်တက်လိုက် လိုက်ပြတ်သွားလို့ ဘာလို့ဆိုကျွန်တော်အဲ့မှာအဲ့ဒီကလူကြီးကကျွန်တော်လာခင်တယ် အခင်းအဲ့လူကြီးနာမည်ပြောလို့ ဒါပေမဲ့ကျွန်တော်အဲ့လူကြီးရဲ့နာမည်ရဲ့ကျွန်တော်မသိလို့ဗျ မင်းကိုဗျာမလားဖြစ်တယ်အိမ်သိလား အိမ်တိတယ် သေးကြလားသေးကြရနော် သိကြပါလေဗျ မသေးကြရင်မင်းငါဘာလုပ်ရမှာ ကြိုက်တယ်လို့ပါဗျ အေးလိမ့်စာ လိမ့်ဆောင်ပြောကျွန်တော်လိုက်ရမှာဗျ အေးအဲ့လိုက်ပြမှာဆိုတော့မင်းဟောဖြစ်နေ မင်းသားငါကြီးငါပြောမယ်အခုမင်းဝလုံးတရားနာလားဘယ်နာ ဒါ တော့ ကနှစ်ခုရှိရဝလုံးတရားလားမင်္ဂလာတရားလားပြောတာ ဒီမှာအခုဒီကဓာကြီးမလားဓာကြီးကနေအထဲဝင်လာလို့ရှိရင်ဘလုံးဝင်တော့နှစ်အိမ်သုံးအိမ်လောက်ပဲကြောင်းပါအဲ့မှာ ဘယ်အိမ်တော့မင်းဘယ်အိမ်နေပြောတာမင်းဘယ်အိမ်နေပြောတာဟာမင်းစိတ်မရှိတော့နော်လို့သာစိတ်မရှိတော့ဘူးဖောက်ခွက်ရိုက်ခံရတော့ ဝလုံးသားဆိုဝလုံးသားရဲ့အကုန် တိတ်ချဖြစ်ဟိုမေးနေတိတ်ချဖြစ် မင်္ဂလာသားကိုလည်း မင်းဘာကောင်းတော့ ဟုတ်ပလား ဘလုံးတော့ဖုန်းသေးကြည့်လိုက်ပါမနုထဲရနေလူတယောက်မလို့ထားတယ် ဟုတ်တယ်အဲ့ဒါပေးတယ်ဆိုပြီးတော့ပေးလိုက်ရတယ် ရှင်းမမေးတာလေ လူစားတာ ကျွန်တော်နာမည်လည်းကျွန်တော် စကားတွေဘလုံးမသိပါဘူး တော့သူတို့က ကောင်းတဲ့လူရှိရလာလား ဝင်ရမယ်စောင့်ဖို့စောင့်ရမယ်ဆိုကျွန်တော်ကဝင်ဆောင်ပေးတာပါ နေတာပေါ့ သိကြလား အခုချိန်မှာကျွန်တော်ကဒါအခမ်းအနားခံလိုက်ရကျွန်တော်ဘာမှကိုမသိ ဆက်ပဲဖုန်းနံပါတ်ပြော ဟုတ်နောက်ကကျိုးသိချလို့ကျော်တော့နည်းနည်းတော့ ဘူးကြိုက်တာအကုန်တိုက်မှာ တော့တော့နဲ အေးခုတော့မင်းလိုက်ပြမယ်တော့ခုတော့တော့ဝင်အောင်တော့ တော့ပြီးလိုက်ပြန်တော့ ထွေးထုံနဲ့ မသိရှိရင်မိုက်တယ်ပေါ့ တော့ဝင်အောင်တော့ရော့ တော့တော့ တော့အေးမင်းစောနာပေးတဲ့ဖုန်းကတက်စင်လာခြင်းမရှိဘူးလေမင်းဘာဆောက်ချိုးချိုးอ่ะအေးမောလို့ဘာကြည့်ဖြစ် အဲ့ကြောင့်နည်းများပါရဲ့ အေးများတော့မင်းကဘာဖြစ်ချင်တော့ မဟုတ်အဲ့လိုမျိုးတော့မပြောမှာမဟုတ်ပါဘူးကိုကြီး မင်းကမကျင်တတ်တာ မဟုတ်ပါဘူးတက်တင်စားခြင်းမရှိဘူးဆိုတော့ကိုကြီးကလည်းဖုန်းမှာတစ်ခုလွဲဝါထင်တယ်အဲ့ဒါပြောတာပါကျွန်တော် တော့တော့ ဝလုံးတော့ယူနေနေ တော့ဝင်တော့နောက်တော့ဝင် ဘယ်လိုနေရလဲ ခဏကဲလူနည်းနည်းချဲလိုက်လူနည်းနည်းချဲလိုက်အဲ့နောက်ကဟိုကကျိုးတယောက်ထိန်းတာ ရတယ်မပြင်းနဲ့ ပြီးပါဗျာကျွန်တော်မပြီးပါကျွန်တော်ကိုကြီးကိုကြောက်ပါတယ်ဗျာ ငါမေးရစီကောင်းမင်းဘယ်သူလဲလားဘယ်နှယောက်လား မဟုတ်ဘူးကိုကြီးကကျွန်တော်ဖြေလို့ရှိရင်ကျွန်တော်မယုံဘူးဗျာ ဟုတ်မယုံတော့ဘူးမင်းစုခုကြည့်လိုက်မင်းဖုန်းနံပါတ်ပေးတော့ဗျမ်းမလားမင်းဟိုပုံးသိန်းတော့မင်းဖုန်းရှိရပေးရတွားကြည့်ရမင်းရှိလားဘာလို့ဝယ်ဆိုင်လဲရှိရမင်း ကျွန်တော်မှအိမ်ရှိတယ်ပြီးတော့ဖုန်းလည်းရှိတယ် iPhone ရှိတယ်အဲ့ဒီကအကုန်လုံးကျွန်တော်ထောက်ပြမယ်အထောက်ပြအကုန်လုံးမှန်ကန်လို့ရှိရင်ကျွန်တော်မဖမ်းဘူးလို့အမှန်ခံလည်းအကုန်လိုက်ပြပြီးမှာ အေးမင်းမှန်ကန်လွတ်ပြီမင်းဘယ်မှာတော့မင်းဘယ်မှာတော့ တကယ်မှန်ကန်တော့တကယ်တကြမဖမ်းဘူးလား မင်းမှန်ကန်ပဲပြောတာ ကွာလို့ဂိနေတာရောက်တယ်ပြော ဒီကြည့်ကောက်ချားတွေကြီးပဲ ဖြေးလိုက်ဖြေးလိုက် ထားလိုက်
တော့ခမင်းခ မေးထားမှာပြောမင်းပြော ထားတယ်မင်းမယုံနဲ့ မင်းဘယ်နာမှလည်းပြောမင်းပြော ပစကရင်ပြောလိုက် ဘာသာကပြော ပစကရင်ပြောလိုက်ဘယ်နာလဲပြောလိုက် ကင်းပြန်ကွာ92ဆိုရင်မှမစီရောင်းနဲ့ဒီကိုကြီး မင်းဖေ92ဘာပြောမလဲမင်းဖေ92စီးတိုင်းနဲ့အများကြီးရှိတယ်သိလားမသိလား မဟုတ်ဘူးလေ ဘယ်နာမှလဲ ဒီနားလေးမှာဟုတ်ဒီနားလေးမှာ ဘယ်နာလေးမှလဲ ဒီနားလေးမှာ95ကျော်မှစီကန်ရှိတယ်ဟုတ်လားကိုကြီးအဲ့စင်ရတယ်လို့ကျွန်တော်ရာချိုးပြီးတော့လမ်းကွေးရော ဟိုထားလိုက် အဲ့ကရောက်ကျွန်တော်ဒီမှာအဲ့လူကြီးပဲ မင်းတို့ငါပြောအဲ့ဒါငါရှော့ငါဒီကဟိုချစ်လို့ မပြေးနာဗျာတုတ်တွေထားခဲ့ ကျွန်တော်အဲ့တုန်းက ဘသူနဲ့နေရရောဒီဘသူနဲ့နေရလဲ ဒီမှာညီလေးအောင်ပြောမင်းမန်ပြောပါမင်းငါမဖမ်းဘူး မဖမ်းဘူး ဘာကုန်းတာဝန်ယူထားတယ် တာဝန်ယူမယ်ဘာကောင်းတာဝန်ယူမယ်နော်ဒီမှာအကုန်လုံးမတမနဲ့ တပည့်တော့အရင်ကနေတာအဲ့เจ้าမှာဒူကြီးတယောက်နဲ့ပါဗျာဒူကြီးတယောက်နဲ့အသက်ကြီးပါပြီဗျာဟိုမှာနှာခေါင်းလည်းရှိပါတယ်ညံလုံးလည်းကြီးပါတယ်ဗျာအခုတော့အဲ့လူကြီးကမရှိပါဘူးတပည့်တော့ထိုးရင်ထိုးရပါဗျာ မဟုတ်ဘူးဘယ်เจ้าကိုပြောတာငါမအောင် အရှင်ဗျာတပည့်တော့เจ้าမှာတင်းကြီးပါဗျာ အဲ့ငါဘယ်တပြည့်တော့เจ้าပဲမင်းကဘယ်เจ้าနေပူတာရော เจ้าမှာလူပူတာဒီเจ้าမှာအင်းနေတဲ့ပတ်ဝင်တာဟိုတပည့်တော့မနှောက်ဘူးလေပြောတာ ဒီเจ้าအခုမင်းဒီလိုပြီးလာမှကျိုးကြီးတုတ်လာမှမင်းရောက်လာတာကနေနော်